300သည်နွေရာသီတဘာဝစာတလို့ဆိုခြင်းတဲ့ရွက်ဟောင်းကျွေမြေမာခပြန်တော့မိုင်းပြပြချေပွင့်သိမ့်ကြီးပတောက်ပန်းနှုတ်ဆန်း၌ဖူးတန်သွဲမြိုင်လဲမှာတော့မြူတွေဆိုင်ရှေးရဲ့အစဉ်မွေးစရေးတပင်နှင့်နွေအဝင်တကြံပွဲကိုနှွဲကြရတိုင်းမိုးရာသီတဘာဝစာတလို့ဆိုခြင်းတဲ့တို့ရွာမီဌာနေတွင်မှာတင်းနတ်စပဲလက်ပန်းကြီးတိမ်ညိုမိုင်းဝိုင်းပတ်ပတ်ရှစ်ခွေနဲ့လေပြင်း၌ရေတွေများမိုးလချိန်ခါပြိုးလညီညာညာနဲ့ပြည်သာအောင်ကောက်ပင်ဆိုင်ကြတယ်ဖိုးထိုက်စပါစောင်းရာသီတဘာဝစာတလို့ဆိုခြင်းတဲ့ငွေနှင်းရီပလဲဆပ်ဖြန်းပတ်ကြီးစဲရွှေတစိန်ဆောင်တော်ကူဖိုးပွင့်လို့ချစ်စဖွဲပြိုရွယ်တို့ပန့်စင်မြန်ညနွဲ့ဟန်ပန်းဝါလက်စပါးနံတို့နိုင်နာမှာရိတ်ခတိုးရအောင်ဖြိုးမောက်ရွှင်လန်း